surprise လာပို့တာဆရာမကိုကဲဆရာမရေ ဘယ်သူတော့ အဲ့တော့ကိုယ့်ဘက်ကိုခံမှန်းပေါ့ဒီ surprise ကတာချီလေးမြို့မှာရှိရဲ့ မိတ်ဆွေကတာချီလေး အိမ်မြင့်မို့ အင်ချ ချန်ပီယံနေပြီးတော့မှဆရာမကို surprise လုပ်ပေးထားတာဖြစ်ပါတယ် surprise ဖြစ်လား ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ surprise လည်းဖြစ်ပါတယ်ကိုထိုက်တို့မဲကြီးတို့အိမ်မြင့်မို့လဲဒီထက်စားတဲ့တဘူလုပ်ငန်းတွေအောင်မြင်ပါစေကြီးပွားတိုးတက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ happy valentine day ပါ ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်လာပြီးတော့ပို့ဆောင်ပေးတဲ့သူလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ ဒါရင်မဟုတ်မပြီးသေးဘူးတော့ကြံသေးတယ် surprise က ဟုတ်ပါရရှိသေးရတော့ ဒီထဲမှာတင်က surprise ပါသေးတာ ဩ အဲ့လို chocolate ထဲမှာတင်က surprise ကလေးကပါသေးတာ ဩအဲ့လိုကြီးလား surprise ဖြစ်လား ဟုတ်တကယ်ကိုမျောလင့်မထားလို့ဘူးမှလည်းမသိဘူးစဉ်းစားလို့မရဘူးဟုတ် ဟုတ်ပြီအဲ့တော့အပြီးရင်တော့ကျွန်တော်ပြောမယ် ဟုတ်ကဲ့ပါ အဲ့မဲ့အဲ့ဒီဟွာလေးကိုဆွဲလိုက်ဖဲကျိုးလေးအဲကဲဒါတွေထွက်လာမလဲ အာ ဟုတ်ပြီ surprise ဖြစ်လား ဖြစ်ပါ ကဲ ဟုတ်ကဲ့ပါ ဒါလေးဖြုတ်လိုက်မယ်နော် ဟုတ်ကဲ့ရှင် ဘယ်သူဖြစ်မလဲလို့ခံမှန်းကြည့်ပါဦး မအီတို့ပဲထင်ပါတယ် ဟုတ်ကိုကျော်ပဲထင်တာပဲ ဟုတ်ကိုထိုက်တို့မအီတို့ပဲ ကိုထိုက်တို့မအီတို့ရောသူတို့ထင်တာပေါ့ ဟုတ်သူတို့လိုထင်ပါတယ် ဘယ်လိုလုပ်ကြမလို့ဘယ်လိုမှားရင်ဘယ်လိုလုပ်ကြမလို့ သူတို့လိုပဲထင်ပါတယ် သူတို့လိုပဲဟုတ်ပါတယ်ဒီ surprise ကချီလေးမြို့မှာရှိရဲ့အိမ်မြင့်မို့အိမ်ချန်ပီယံနေပြီးတော့မှဆရာမကို surprise လုပ်ပေးထားတာဖြစ်ပါတယ် surprise ဖြစ်လား ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ surprise လည်းဖြစ်ပါတယ်ကိုထိုက်တို့မအီတို့အိမ်မြင့်မို့လဲဒီထက်စားတဲ့တဘူလုပ်ငန်းတွေအောင်မြင်ပါစေကြီးပွားတိုးတက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ happy valentine day ပါ ဟုတ်ကဲ့ပါရှင်